ပင်လယ်ပြင်အလဲကအိတ်လေးတစ်လုံးစာပဲရှိတဲ့နိုင်ငံကမ္ဘာပေါ်မှာအိတ်တစ်လုံးစာအကျယ်ဝန်းပဲရှိပေမဲ့ကိုပိုင်လန်ကိုပိုင်ငွေကြေးနဲ့ကိုပိုင်ပြင်ရှိတဲ့နိုင်ငံတစ်ခုရှိတယ်ဆိုတာတင်သိပါသလားဒါကတော့ပင်လယ်ပြင်အလဲကတမန်နီကျွန်းလေးပေါ်မှာတည်ရှိတဲ့ဆေးဝါးနိုင်ငံပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်တုန်းကဗြိတိရှရေတပ်ကတုံးခဲ့တဲ့တီခန်တပ်ဟောင်းကြီးကို1968ခုနှစ်မှာ Paddy Roy Bates ဆိုသူကတင်ပိုက်ပြီးလွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာခဲ့တာပါဒီနိုင်ငံမှာလူဦးရေကအမြဲတမ်းနေထိုင်သူ9ယောက်ထက်မပိုပေမဲ့သူတို့မှာကိုပိုင် passport ရှိတယ်လို့ကိုပိုင်လက်ရွေးစင်ဘောလုံးအသင်းတော်ရှိပါတယ်အန်အောဖို့ကောင်းတာကတင်ဟာ online ကနေဒီနိုင်ငံရဲ့မြေကွက်လေးတွေကိုဝယ်ယူရင်း Lord ဒါမှမဟုတ် Flair ဆိုတဲ့ပွဲထူးတွေကိုပါပိုင်ဆိုင်နိုင်တာပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာနေထွက်တာကိုအစောဆုံးမြင်ရပြီးနှစ်တစ်ခုကိုပထမဆုံးကြိုးဆိုခွင့်ရတဲ့နိုင်ငံကဘယ်နိုင်ငံဖြစ်မလဲသူကတော့ပစိဖိတ်သမုဒ္ဒရာထဲကကျိုးစုနိုင်ငံလေးဖြစ်တဲ့ Kiribati ခရဘဲပါပဲဒီနိုင်ငံဟာပထဝီဝင်အနေထားအရအလွန်ထူးခြားပါတယ်ကမ္ဘာအီကွေတာမြင့်နဲ့ရက်ဆွဲမြင့်တွေဖြတ်တန်းသွားတဲ့နေရာမှာရှိနေတာကြောင့်ကမ္ဘာလုံးချမ်းလေးဘက်စလုံးမှာနေငြိမ်ရှိနေတဲ့တစ်ခုသေးသောနိုင်ငံဖြစ်နေတာပါဒါပေမဲ့ဝမ်းနည်းစရာတစ်ခုကတော့ဒီတာယာလှပတဲ့ကျွန်းနိုင်ငံလေးဟာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့်နောက်နှစ်ပေါင်း50အတွင်းမှာကမ္ဘာမြေပုံပေါ်ကနေတက်ကွယ်သွားနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ပတ်စံထက်ပျော်ရွှင်မှုကိုတန်ဖိုးထားတဲ့ကမ္ဘာအေးချမ်းဆုံးနိုင်ငံစီးပွားရေးတိုးတက်မှုထက်ပြည်သူတွေရဲ့ပျော်ရွှင်မှုကိုပိုပြီးတန်ဖိုးထားတဲ့နိုင်ငံတစ်ခုရှိပါတယ်။အီမဝန္နာတောင်တန်းတွေကြားကလှုပ်ဝက်ဆန်းပြတဲ့ဘူတန်နိုင်ငံအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒီနိုင်ငံမှာတခြားနိုင်ငံတွေနဲ့မတူဘဲ Gross National Happiness ဆိုတဲ့ပြည်တွင်းပျော်ရွှင်မှုအညွှန်းကိန်းနဲ့နိုင်ငံတိုးတက်မှုကိုတိုင်းတာပါတယ်။ဘူတန်ဟာကမ္ဘာပေါ်မှာစစ်လက်ရောင်းချမှုကိုလုံးဝပိတ်ပင်ထားတဲ့ပထမဆုံးနိုင်ငံဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်ကိုမျက်နှိုးလုံးလို့တနိုင်ငံလုံးရဲ့80%ကိုတစ်တော်တွေဖြစ်ထိန်းသိမ်းထားပါတယ်။ဒါကြောင့်လည်းကမ္ဘာပေါ်မှာလေထုအတန့်ရှင်းဆုံးနဲ့ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုအများဆုံးနိုင်ငံအဖြစ်စံချိန်တင်ထားတာပါ။